ကဲမြန်မာပြည်ကြီးဘာတွေဖြစ်နေပြီလဲဗျာရက်ဆက်လိုက်ကြတာကို့အဖေရဲ့မေရဲ့ဖိုးရဲ့ဖွားရဲ့ရှိတဲ့မိန်းမတရားကိုမလောက်ပါနဲ့သားရဲ့သားတို့သိချင်တာအကုန်လုံးပြောပြမယ်လို့ပြောနေရကြတယ်ရောက်အောင်ကိုလှုပ်တက်သွားသေးတဲ့ကောင်းတယ်မင်းတို့တွေစားရှိတယ်ဆိုရင်စော့ခွဲတွေမင်းတို့လောက်ရခံရမယ်လေကွာငါတို့မှခံရတဲ့ကောင်ကဘာမှမျက်နှာပိတ်ထားပါနဲ့မင်းတို့တွေလှုပ်တဲ့ကောင်မျက်နှာတွေဖုံးပြီးတော့မင်းတို့လှုပ်ရဲတဲ့ဆိုရင်မင်းတို့မျက်နှာလေးတွေဖွင့်ပြီးလှုပ်လိဘာလို့မျက်နှာပိတ်ထားရလဲဟမ်ဘာလို့မှသားများတယ်ဟမ်မင်းတို့အဲ့လောက်စားရှိနေဆိုမျက်နှာမှာပိတ်နေတယ်ကွာမျက်နှာမှာပိတ်နေလှုပ်နေမိမအသေးတရားအောင်လေဒီလိုမျိုးတက်ကြီးရွယ်မိမတရားလက်တုပ်ပြီးတော့နောက်ကနေရိုက်တတ်တယ်ဆိုတော့မင်းတို့ဘလို့စောက်စေးနေတယ်ဘလို့ကောင်းနေလဲမင်းတို့ကောင်းနေရမင်းတို့ကောင်းနေမင်းတို့ရှက်ကြဘူးလားလူတယောက်မင်းတို့ဆိုရင်ရောမင်းတို့ဒီတရားမှာဆိုမင်းတို့တိမ်မှာမကြောက်ဘူးလားဒီလောက်အမားအဝန်းခံပြီးတော့ပြောပြမယ်လို့တန်တန်လီလီပြောပြတယ်မင်းတို့လူမျိုးလွတ်တတ်တယ်မင်းတို့မရှက်ကြဘူးလားယောက်ျားတွေမို့လားမင်းတို့ကောင်းနေနမလိုးတယ်ငါလိုးမသားများမင်းတို့အဲ့လောက်စားရှိနေလေယောက်ျားချင်းနဲ့ရောက်ချင်းထိုးမယ်လေကွာအလိုးမသားလိုက်ကို့ဖိုးရဲ့ဖွားရဲ့ရှိတဲ့လူရောနောက်အနေနဲ့လောက်ပြန်လဲတုတ်ထားသေးတယ်ပြီးရင်နောက်အနေနဲ့ခုတ်တက်သေးတယ်မင်းတို့လှုပ်ရခံရမယ်လေငါလုံးမသားများမင်းတို့စောက်ငါလုံးမစောက်ခွဲတယ်မပိတ်ထားနဲ့လေဘာလဲမင်းတို့သိမှာကျတော့မင်းတို့လှည့်ရောက်မှာလားတော့မင်းတို့ကြောက်တာလားတော်တောင်နဲ့ဇားမို့ကွာမိန်းကလေးတယောက်ဖွားကြီးအိုတယောက်နောက်ပြန်ကြိုတိုးပြီးတိုက်ရခဲ့တယ်မင်းတို့ကောင်တွေတော်တော်ချီကျူးဖို့ကောင်းတယ်ကိုမေကိုလိုးတွေမိမဆုံးမဖမဆုံးမစာပေမတတ်တဲ့ကောင်တွေစာမတတ်ပေမတတ်တယ်အလိုးမသားတယ်ဗုဒ္ဓဘာသာနိုင်ငံလားဒါမြန်မာနိုင်ငံလားတယောက်နဲ့တယောက်ကိုချင်းစာစိတ်ဒီလောက်ထိခေါင်းပါရတာလားမင်းတို့ကောင်တွေဒီလောက်ထိနားလက်ခွင်းလုံးမှုတွေနဲလာကြီးလားလူတွေများဟုတ်ကြတဲ့လောက်ကဘလူစီးတဲ့နိုင်ငံဖြစ်နေပြီလားငါလိုးမသားတွေသွေးချတဲ့နိုင်ငံဖြစ်နေပြီလားကိုမေကိုလိုးတွေယောက်ျား3 5လောက်ပြီးတော့ဖွားကြီးတယောက်ကိုတတ်ပြရတယ်လို့နောက်ကနေပြီးတော့ပြီးစောက်ခွဲတွေလည်းအကုန်လုံးပိတ်ထားတယ်နမလိုးလေးတွေမနေနဲ့စားမုံမင်းတို့အဲ့ဒီမိန်းမတယောက်မင်းတို့တတ်ရဲတာကိုမေကိုလိုမောက်ကိုရီဆိုလေကြက်လေးငှက်လေးတကောင်တားအောင်မှာတော်တော်နှမျောတာနော်တော်တော်နှမျောမှာတော်တော်ကြောက်မိတယ်ကြက်လေးငှက်လေးတကောင်လောက်အောင်မှာတော့မင်းတို့လူတယောက်တားရတာဘလို့ကြက်လေးငှက်လေးတော့မှမင်းတို့စစ်မရှိတော့ဘူးကြက်လေးငှက်လာတော့မှမင်းတို့တန်ဖိုးမထားတော့ဘူးလူတယောက်ရဲ့တားရတာအဲ့ဒါမင်းဗုဒ္ဓဘာသာတွေကမင်းတို့ငါလုံးမသားများခွေးတလောင်းစားတွေငါလုံးမသားတွေစားရှိရင်မျက်နှာချောပြီးတော့လှုပ်တွေကွာဘာအောင်ကြောက်နေလဲမင်းတို့လက်ရအောင်မကြောက်နေကြောက်နေရလားမင်းတို့လှုပ်ရခံရမယ်လေကိုမေကိုလိုးတွေလက်နဲ့ကင်ပြီးတော့ရမ်းကားတယ်လို့ရမ်းချတယ်လို့ရမ်းနေမေလိုးတွေမင်းတို့ကရည်လားဘလို့မှတော့ဒီနေ့ကစိတ်ထဲမှာလေကြည်ရင်နဲ့ဆက်တုံတယ်အကောင်တွေယောက်ျားတွေပါလားငါလိုဖွားကြီးတယောက်လက်ပြန်ကျုပ်တုပ်ပြီးတော့တိုက်ရတယ်လို့တတိတွေတော်တော်ကောင်းကြတယ်မင်းတို့ကလည်းနော်ဒါလားဗုဒ္ဓဘာသာနိုင်ငံမြန်မာနိုင်ငံလူတွေကခွေးစိတ်တွေဖြစ်ကုန်ပြီနမလိုကိုမင်းကိုလိုးတွေဇာအရှိရင်ငါလုံးမမျက်နှာလေးဘာလို့ပိတ်ထားကြရလဲကျဲတဲ့ကောင်တွေကငါလို့မိမဆုံးမဖမဆုံးမစာပေမှာဆရာသမားတောင်းတင်ဆုံးမမှုမရှိတဲ့ကျုပ်တွေအလုံးမသားတွေခွေးစေးပေါက်နေတဲ့ကောင်တွေကိုချင်းစာတရားစာနာတရားဆိုတာဘယ်မှာမှမရှိတော့တဲ့ကောင်တွေခွေးလုံးလုံးဖြစ်နေမင်းတို့ကောင်တွေကငါလုံးမသားတွေ